Hi guys အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာအထက်ကလေးမှာပညာသင်ကြားနေတဲ့ Grade 11 Bio Econ မှာမတင်တဲ့လက်ဆန်ဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့ဗန္ဓုလအသင်းကတင်ဆက်သွားမယ့်အကြောင်းအရာကတော့ Water ရေကြောင်းမဲ့ဖြစ်ပါတယ်ရှင်ကျိုးရဲ့ကဘာကျိုးကြီးကိုအပြောင်ကျိုးလို့ခေါ်ကြတာအားလုံးသိကြမှာပါကမ္ဘာမျက်နှာပြင်ရဲ့80%ကျော်ကိုရေတွေနဲ့ဖုံးလွှမ်းထားလို့ပါပဲဒါပေမဲ့ကျမတို့နေ့စဉ်မြင်တွေ့နေရတဲ့ရေဆိုတာရိုးရှင်းတဲ့ H2O molecule လေးတစ်ခုတည်းမဟုတ်ပါဘူး။ဒီဟာတက်ရှိရရဲ့နောက်ွယ်မှာမရှိမဖြစ်မောင်းနှင်ပေးနေတဲ့မမြင်ရတဲ့ဆယ်ရများကြီးတစ်ခုဖြစ်ပါတယ်။ဇီဝဗေဒမှာရေကို universal solvent အဲ့ဒါမှမဟုတ်အစွမ်းထက်ဆုံးပြောရလို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့ရေရဲ့ရုပ်ပိုင်းတက်ပိုင်းဆိုင်ရာထူးခြားချက်တွေကြောင့်တက်ရှိ၍ရှင်သန်မှုလိုအပ်တဲ့အာဟာရဓာတ်တွေနဲ့သတ္ထုဓာတ်တွေကိုလွယ်ကူပျော်ဝင်စေနိုင်လို့ပါပဲ။မီတာ100မကမြင့်တဲ့တစ်ပင်ကြီးတွေရဲ့ထိပ်ပြားအထိရေတွေဘယ်လိုရောက်သွားလဲဆိုတာသင်စဉ်းစားဖို့ပါသလားဒါဟာရေမိုလီကျူးလေးတွေရဲ့ cohesion တစ်ခုနဲ့တစ်ခုဆွဲကပ်မှုနဲ့ adhesion အခြားအရာတွေကိုတွဲကပ်မှုတတ်သိတွေကြောင့်ပါရေမိုလီကျူးလေးတွေဟာလက်ချင်းခါခိုင်တွဲထားကြပြီးအပင်ရဲ့အမြင့်ကနေထိပ်ပြားအထိအာဟာရတွေကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်အခုကျမတို့ရဲ့ခန္ဓာကိုယ်ဆဲတွေအတင်းနဲ့ထိလန့်ကြည့်လိုက်ရအောင်ဆဲတစ်ခုရဲ့80%ကျော်ဟာရေရင်းနဲ့ဖွဲ့စည်းထားတဲ့ cytoplasm ဖြစ်ပါတယ်ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့ဇီဝရုပ်ဖြစ်ပျက်မှုတက်ပြမှုအားလုံးဒီပါဟာဒီရေထဲမှာပဲဖြစ်ပျက်နေတာပါအဲ့ဒါအပြင်အပင်ဆဲတွေမှာဆိုရင်ရေဟာတာကြ pressure လို့ခေါ်တဲ့ဖိအားကိုဖန်တီးပေးထားလို့အပင်တွေနွမ်းဖြစ်မသွားပဲမမက်ရက်တည်နိုင်တာဖြစ်ပါတယ်နောက်ထပ်ထူးခြားချက်တစ်ခုကတော့ရေဟာခန္ဓာကိုယ်ပူချိန်ကိုထိန်းညှိပေးနိုင်တာပါပဲပူပြင်းတဲ့ရာသီမှာကျမတို့ရဲ့ခန္ဓာကိုယ်တွေအပူလွန်ခဲ့ပြီးဘာလို့မပျက်စီးသွားတာလဲရေမှာ high specific heat capacity လို့ခေါ်တဲ့အပူကိုထိန်းပေးနိုင်တဲ့စွမ်းရည်ရှိလို့ပါချွေးထက်တဲ့အခါအငွေ့ပြန်သွားရင်ခန္ဓာကိုယ်ရဲ့ပိုရှန်နေတဲ့အပူတွေကိုပြင်ပကိုတိတ်ထုတ်ပေးပြီးအပူချိန်ကိုပုံမှန်အတိုင်းထိန်းပေးထားပါတယ်အဲ့ဒါကြောင့်ရေဆိုတာရိုးရှင်းတဲ့အရည်တစ်မျိုးတည်းမဟုတ်ပါဘူးတက်ရှိဇီဝဗေဒတစ်ခုလုံးပုံမှန်လည်ပတ်နေအောင်နောက်ွယ်ကနေအသက်သွင်းပေးနေတဲ့သဘာဝတရားရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်ရေကိုနားလည်တာဟာတက်ရှိရဲ့သဘောတရားကိုနားလည်ခြင်းပါပဲဒီ Grade 11 Biology ဗီဒီယိုလေးကနေရေရဲ့ဇီဝဗေဒဆိုင်ရာလျှို့ဝှက်ချက်တွေကိုသိလိုက်ရရင်ဗီဒီယိုလေးကို like ပေးခဲ့ဖို့နဲ့နောက်ထပ် Biology ဘုသူတ္တတွေအတွက်ဆက်ပြီး Entertainment Channel လေးကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်မရှင်းတာတွေကိုလည်းအောက်က comment မှာမေးခဲ့လို့ရပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်